Ultimate 2 Mission ခရီးစဉ်ရဲ့အိမ်ပြန်လမ်းမှာကမ္ဘာလူတွေဝင်ရောက်ချိန်ကြုံတွေ့လိုက်ရတဲ့တမ်မဏိတောင်အကြီးပြောနိုင်တဲ့အပူချိန်9500ဒီဂရီဆက်စီရရှိတဲ့အပူကြောင့်ရင်တစ်စည်းလုံးကိုမီးဟုံတောက်လောင်သွားခဲ့ပါတယ်။ဒါပေမဲ့ Oreo ရင်ရဲ့အာဂါသတရေကောင်၄ဦးကဒီနေ့ April 17 ရက်နေ့မြန်မာစံတော်ချိန်မနေ့6:38မိနစ်မှာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေရိုကမ်းလွန်ပစိဖိတ်သမုဒ္ဒရာတဲကိုအောင်ပြေဘေးကင်းစွာပဲဆင်းသက်ခဲ့ပြီဖြစ်ပါတယ်။ဒီနေရာမှာရင်ကိုမီးမလောင်အရေးမပြောင်းနဲ့ရင်တွင်းကအာဂါသရင်မှုတွေကိုပါမထိခိုက်အောင်ထွင်ထားတဲ့ဤပညာပါပဲ။လူသားတွေရဲ့လုံနိုင်စွမ်းကဘလောက်အံ့ဩစရာကြီးလဲဆိုတာဆက်စုကြည့်အောင်ဗျ။လာကဘာကနေပြန်လာတဲ့ Oreo ရင်အရှိန်ကတနအီကိုမိုင်ပေါင်း2000ခွဲရှိပါတယ်။ဒါဟာအတန်ထက်32ဆပိုမြန်တဲ့နှုန်းပါ။ဒီလောက်မြန်တဲ့အရှိန်နဲ့လေလူတွေကိုတိုးဝင်လိုက်တဲ့အခါရင်ရဲ့ရှေ့ကကဘာလေလူနဲ့ထိချက်ကအပြင်းထန်ဖိသိက်ခံလိုက်ရတာကနေအပူချိန်2800ဒီဂရီဆက်စီယက်ထိမြင့်တက်ပြီးတော့ plasma မီးတောက်ကြီးတွေအဖြစ်ပြောင်းလဲသွားတာပါ။ဒါဟာတမ်မဏိကိုတော့အငွေ့ပြန်စေနိုင်တဲ့အပူချိန်ပါ။ဒီပူပြင်းတဲ့ plasma တွေကရေဒီယိုလှိုင်းတွေကိုပိတ်ဆို့လိုက်တဲ့အတွက် NASA ရဲ့ mission control နဲ့လည်းအာကာသယာဉ်မှူးတို့ကြားဆက်သွယ်ရေးကပြတ်တောက်သွားခဲ့ပါတယ်။ဒါကို bat out from လို့ခေါ်ပါတယ်။ဒီငရဲမီလို့ပူပြင်းတဲ့ဒဏ်ကိုခံနိုင်ဖို့ Oreo မှာ Avco လို့ခေါ်တဲ့အပူဒဏ်ခံနီးပညာဒိုင်းလွှာကိုသုံးထားပါတယ်။ဒါကတော့ဒီဒိုင်းလွှာကကိုယ့်ကိုအလွှာလိုက်အငွေ့ပြန် ablation ဖြစ်စေပြီးတော့မှအပူတွေကိုရင်နဲ့ဝေရဖယ်ရှားပစ်စေပြီးအပူချိန်ကိုတဆင်ချင်း short ချပေးသွားတာပါ။အပူကူးစီးဆင်းမှုဖြစ်ပြီးအတွင်းကရင်မှုတွေကိုအပူဒဏ်မခံနိုင်အောင်လည်းစီမံထားလို့ရင်မှုတွေကအန်ဒီရဲမဖြစ်ခဲ့တာပါ။အဲ့လိုနဲ့အရှိန်နှုန်းတွေရောကျသွားပြီးတဲ့နောက် Pacific သမုဒ္ဒရာရဲ့ကောင်းကင်ယံမှာ Lady Uni ဂျာကြီး၃ခုကပန်းမွေကြီးတွေလိုပွင့်ထွက်လာပါတယ်။ဒါဟာအောင်ပွဲရဲ့သင်္ကေတပါပဲ။အဲ့လိုနဲ့ Oreo ရင်ဟာရေမီမော်ကိုညှင်တော်စွာပဲစစ်တပ်တိုင်ခဲ့တာပါ။ USS Jumpfish Metro သင်္ဘောကကယ်ဆယ်အဖွဲ့တွေရဲ့လက်ခုပ်တန်တဲ့သူအာကာသသူရဲကောင်း၄ဦးစလုံးကအခုတော့အိမ်ကိုပြန်ရောက်ပါပြီ။လာကဘာကိုပတ်ခဲ့တဲ့ဒီကီးစင်ဟာလူသားမျိုးနွယ်ရဲ့အိမ်မက်တွေစီကိုနောက်ထပ်ခြေတလန့်ပိုနီးကပ်သွားစေခဲ့ပါတယ်။ကျွန်တော်တို့ယုံကြည်ချက်အပြည့်နဲ့ပြောနိုင်ပါပြီ။လာကဘာဟာကျွန်တော်တို့ရဲ့နောက်ထပ်အိမ်တစ်လုံးဖြစ်လာတော့မယ်ဆိုတာပါ။ Welcome home Artemis 2. You can hear it. And the initial, you can hear it. Julie in here in the flight control room. The first crew member is out of integrity.